Movie Talk 360ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြချင်တာကတော့ horror ပရိသတ်တွေအကြောက်ဆုံးဖြစ်တဲ့ Insidious Chapter 3တဲ့က The Wheezing Demon အကြောင်းဖြစ်ပါတယ်သူကို The Man Who Can't Breathe လို့လည်းခေါ်ကြပါတယ်သူကတခြားတရေတွေလိုရိုးရိုးချောက်လှန့်တာမျိုးမဟုတ်ပဲဝိညာဉ်တွေကိုအမှောင်လောကထဲဆွဲခေါ်ပြီးကျွံပြုတ်တတ်တဲ့အင်တမန်ရက်ဆက်တဲ့ဝိညာဉ်ဆိုဖြစ်ပါတယ်သူ့ရဲ့အသက်ရှူတန်းတရွှီရွှီကပရိသတ်တွေရဲ့နားထဲမှာအခုထိချောက်လှန့်နေစေဖြစ်မှာပါသူ့ရဲ့ငယ်ဘဝနဲ့လူသားဘဝအစကိုပြန်ကြည့်ရင်သူဟာတစ်ချိန်ကတာမန်လူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်သူ့ရဲ့အမည်ရင်းကိုဇလန်းထဲမှာအတိအကျမဖော်ပြထားပေမဲ့ယောဂဝေဒနာခံစားနေရတဲ့တက်ကြီးရွယ်ဦးတစ်ယောက်ဖြစ်ကြောင်းအရှိအမြတ်တွေတွေ့ရပါတယ်သူနေထိုင်ခဲ့တဲ့တိုက်ခန်းကခွင်ဘရန်နာတို့အခုနေနေတဲ့တိုက်ခန်းဖြစ်ပြီးအသက်ရှင်စဉ်ကလေးကအထီးကျန်မှုနာကျင်မှုတွေနဲ့အမှောင်ထုထဲမှာရှင်သန်ခဲ့ရသူဖြစ်ပါတယ်သူကပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါကြောင့်အောက်ဆီဂျင်ဘူးနဲ့ပိုက်ကိုအမြဲအားကိုးခဲ့ရသူပါသူကဆေးရုံကရင်ပေါ်မှာအထီးကျန်စွာနဲ့အသက်ရှူအားကျပ်ပြီးဝေဒနာပြင်းပြင်းထန်ထန်ခံစားရပြီးတည်ဆုံးခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်လဲသူတည်ပြီးတဲ့အခါမှာအောက်ဆီဂျင်မျက်နှာဖုံးတက်ထားတဲ့ရုပ်ပြက်ဆင်းပြက်ပုံစံကြီးနဲ့ဖြစ်နေရတာပါတည်ဆုံးပြီးနောက်မှာကောင်းရာမုံရာမရောက်ဖေး The Father ထဲမှာအညိုအတီးတွေနဲ့ကြံ့ရစ်ခဲ့ပါတယ်သူခံစားခဲ့ရတဲ့နာကျင်မှုတွေအထီးကျန်မှုတွေကနေတစ်ဆင့်သူတစ်ပါးကိုပြန်လည်နာကျင်စေခြင်းနဲ့စိတ်ယုံမာတွေပေါက်ဖွာလာခဲ့ပါတယ်သူက The Father ရဲ့အမှောင်ထုထဲမှာအင်အားကြီးမားလာပြီးဝိညာဉ်တွေကိုဖမ်းဆီးပြီးပိတ်လောင်ထားတတ်တဲ့နတ်ဆိုးတစ်ကောင်ဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်သူကလူသားတွေရဲ့စိတ်တက်ကြမှုကိုအသုံးချပြီးချင်းကပ်တတ်ပါတယ် Telekinesis ဆိုတဲ့ပစ္စည်းတွေကိုစိတ်နဲ့ရွှေ့တဲ့အစွမ်းရှိတယ်လို့လူသားတွေကိုအမှောင်လောကတွေကိုရုပ်ပိုင်းဆိုင်ရာအရာရောဝိညာဉ်ပိုင်းဆိုင်ရာအရာပါဆွဲခေါ်နိုင်စွမ်းရှိပါတယ်သူ့ရဲ့ခြေရာတွေကအနက်ရောင်ရွှင့်စည်းတွေကြံရစ်ခဲ့တတ်ပြီးသူရှိနေတဲ့နေရာတိုင်းမှာအေးစိမ့်တဲ့အငွေ့အတက်တွေခံစားရစေပါတယ်နောက်ဆုံးမှာတော့ဒီနတ်ဆိုးက Elise Rainier နဲ့ကွင်းရဲ့မိခင်ဝိညာဉ်တွေစုပေါင်းတော်လာမှုခံခဲ့ရပါတယ် Elise က The Father ထဲကိုဆင်းပြီး Queen ရဲ့ဝိညာဉ်ကိုပြန်လဲကယ်တင်နိုင်ခဲ့တယ်လို့ Queen ကိုယ်တိုင်ကလည်းသူ့ရဲ့ကြောက်ရွံ့မှုကိုကြော်လွှားပြီးဒီနတ်ဆိုးကိုတိုက်ထုတ်နိုင်ခဲ့ပါတယ် The Wheezing Demon ကလုံးဝပျောက်ကွယ်မသွားပေမဲ့ Queen ရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်မဲ့အစီအစဉ်ပြက်ပြားသွားပြီးအမှောင်ထုထဲကိုပြန်လဲလွင့်စင်သွားခဲ့ရပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလို movie podcast တွေထပ်ကြည့်ချင်ရင် Movie Talk 360ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်